Okay ဒီနေ့ရှင်းပြမယ်အကြောင်းကဒီနေ့Google Service တွေအကြောင်းရှင်းပြမှာပေါ့နော် Google မှာသူ့ရဲ့သုံးလို့ရတဲ့ service တွေဟိုတနေ့ကလည်းနည်းနည်းနည်းရှင်းပြပြီးပေါ့နော်ဒါပေမဲ့ဒီနေ့ကနည်းနည်းပို့ပြီးတော့ထဲထဲဝင်ပြောပြမှာပေါ့နော်အဲ့တော့ဟိုဟာလေးကိုတွားလိုက်ပါအပြောက်6ပြောက်လေးရှင်းနေရလေးဒီနေရာလေးကိုနှိပ်လိုက်အဲ့ထိတ်ကမှဆွဲကြည့်လိုက်ဘာတွေပါလုံးတစ်ခုချင်းစီဖတ်ကြည့်ပါလားဘောလုံးမှာအကောင့်ရှိရယ်အကောင့်ကြတော့ညီမအကောင့်နဲ့သက်ဆိုင်တဲ့ဟာတွေခုနကလို password မေ့သွားရင်ဆိုရင်ဒီဘက်ကနေ reset လုပ်တာတို့စသဖြင့်လုပ်တာရရှိမယ်drive ဆိုတာရှိမယ် drive ဆိုတာじゃဟိုတနေ့ကပြောလို့မျိုး file folder ထဲမှာတင်ထားတာတို့အဲ့လိုမျိုးတင်တဲ့ဟာတွေရှိမယ်ပြီးတော့ Gmail ဆိုတာကြတော့ကျွန်တော်တို့တယောက်နဲ့တယောက် email တွေစာတွေလှမ်းပို့တဲ့အချိန်မှာသုံးတဲ့ဟာပေါ့နော် YouTube ကဒီမပြောလဲတည်ပါတယ် YouTube ကတော့ဗီဒီယိုတွေဗီဒီယိုတွေကြည့်ရနေရပေါ့နော်ပြီးတော့ Gemini နဲ့ Gemini ကသူ့ရဲ့ AI ပေါ့နော်သူ့ရဲ့ AI ရှိမယ်ပြီးတော့ Google Maps ရှိမယ်မြေပုံတွေကြည့်လို့ရမယ် Google Search ဆိုတာအခုမြင်နေရတဲ့ဒီကောင်ကြီးက Google Search ပဲဟုတ်ပြီနော်အဲ့တော့ calendar ကြတော့ညီမ event တွေပါတယ်ဒီကလို့ပွဲတွေပါတယ်စီစဉ်ရမယ်ဆိုဒါမှမဟုတ်လေကိုယ့်ရဲ့ပွဲပြက်ကလေးတွေပါတယ်ကြည့်ရနေရပါတော့ calendar ဟုတ်ပြီအဲ့အောက်လေးကိုဆွဲကြည့်ပါဦးဆွဲဘာတွေရှိသေးလဲလို့အဲ့မှာအများကြီးရှိသေးတယ်အဲ့မှာသူမှာ translate တို့ Google Meet တို့ Meet ဆိုတာကြာအခုတို့မျိုး Zoom နဲ့တူတူပဲသူကကြာ Google Meet ဆိုပြီးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဒီနေ့တော့ focus လုပ်မယ်အကြောင်းအရာနှစ်ခုရှိတယ် Google Docs နဲ့ Google Slide ဆိုတဲ့ကောင်လေးနှစ်ခုကိုကျွန်တော်တို့နည်းနည်း focus လုပ်မယ်ပေါ့နော်အရင်ဆုံး Google Docs ဆိုတာလေးကိုနှိပ်ကြည့်ပါလားအဲ့တော့ဘာတွေတွေ့ရတော့ဘာတွေလောက်ရမယ်လို့ထင်တော့ဒီကောင်ကဘာလုပ်မဲ့ဟာတွေထင်မယ်ဒီတော့ CV form လုပ်တာ CV form မလုပ်တာဒါတင် CV form လေးဆိုတာဘာလေးတော့စာရွက်တွေဟုတ်တယ်မလားစာရွက်တွေကျွန်တော်တို့စာအုပ်မှာစာရွက်တွေရှိတယ်ဒီကောင်ကကျတော့ Google Doc ဆိုတာ document ရဲ့အတူကောက်ပေါ့နော် DOCU MENTS document ရဲ့အတူကောက်ကို Docs လို့ခေါ်လိုက်တာအဲ့တော့ဒီထဲမှာညီမစာတွေရေးလို့ရတယ်အဲ့ထက်ကကြိုက်တဲ့တစ်ခုကိုအရင်ဆုံးဟိုနှိပ်လိုက်ကြိုက်တဲ့တစ်ခုကိုအဲ့တော့ဒါဆိုရင် resume ပုံပေါ့နော် resume ဆိုတာအလုပ်တွေပါရှောက်တဲ့ချိန်မှာဆိုဒီဟာတွေကအသုံးဝင်တယ်အဲ့တော့ဒါသူ pre လောက်ထားတဲ့ ဟိုဘယ်လိုပြောမလဲ template လို့ခေါ်တာပေါ့ဒီလိုမျိုးကောင်မျိုး template လို့ခေါ်တယ်အဲ့တော့သူကဟိုကိုလုပ်ဆရာမလို့ကိုကဘာလုပ်အောင်မလဲဆိုတော့ဒီနေရာလေးမှာစာလေးရိုက်လိုက်အောင်နဲ့တင်သူကကိုယ့်ရဲ့ CV form လေးပြင်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ရဲ့ learning objective ပေါ့နော်ဒီနေ့ရဲ့ learning objective ဘာတွေသင်ယူရမလဲဆိုတော့ကျွန်တော်ကဒီ Google Docs ကိုဘယ်လိုမျိုးသုံးလို့ရလဲဘာတွေပါလဲဆိုတာကျွန်တော်သင်ပြပေးမှာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက် new tab လေးခေါ်လိုက်ဘယ်ဟာနဲ့ရအောင်ပေါ်ကအပေါင်းလေးပေါ်ကအပေါင်းလေးဟုတ်ပြီအဲ့မှာခုနအတိုင်းပဲပြန်ပြီးတော့ဝင်ကြည့်လိုက် Google Docs ကိုဒါပေမဲ့ညီမ personal account မသုံးနဲ့နော်ကျွန်တော်တို့တူ create လုပ်ထားတဲ့ account ကိုသုံးဒါဆိုကျွန်တော်တို့တူ create လုပ်ထားတဲ့ account လားမဟုတ်သေးဘူးလေဟုတ်ပြီအဲ့တော့ဘယ်ကိုဆက်သွားတော့ဟုတ်ပြီဒီခောက်ကြရင်ဒါဆိုခုနဖွင့်ထားတဲ့ဟာလေးပေါ်လာတွေ့လားခုနဖွင့်ဟိုဘယ်လိုပြောမလဲခုနရေးမဲ့ကောင်လေးပေါ်လာဒီမှာ history ပေါ့ recent document အရင်တော့ဟိုတိတ်မကြသေးခင်ကသုံးထားတဲ့ document လေးဆိုပြီးသူကအောက်မှာဒီဘက်မှာပေါ်လာလိမ့်မယ်ဒီမှာတစ်ခုနောက်တစ်ခုဆိုပြီးတော့ပေါ်လာလိမ့်မယ်ဟုတ်
ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီခေါက်ကြရင်ဘာလုပ်မလဲဆို blank document ကိုခေါ်လိုက်ဒီမှာじゃဘာကွာပါ ဘာမှမပါ ဘာမှမပါအဲ့တော့ကျွန်တော်ဘာမှမပါနေပြီးတော့စပြီးတော့ရေးကြည့်မယ်ပေါ့နော်အဲ့တော့ခေါင်းစဉ်လေးတစ်ခုရင်စဉ်းစားကြည့်လိုက်ပေါ့ဒါမှမဟုတ် resume ဆိုပြီးတော့ခုနလိုမျိုးကြိုက်တဲ့လိုမျိုးကြိုက်တဲ့စာလေးရေးလိုက်ပေါ့ဒါမှမဟုတ် Maria လို့လည်းရေးရင်ရတယ်စာတစ်ကြောင်းလောက်ရေးလိုက်ပေါ့ဟုတ်ပြီအဲ့တော့ဒီဟာဆိုရင်ဒါသူ့ရဲ့စာရိုက်တဲ့ပုံစံပေါ့နော်ဒါကျွန်တော်တို့စာရိုက်လိုက်ပြီစာရိုက်ပြီးတော့ကျွန်တော်တို့စာကိုစကားလုံးကြီးမယ်လို့ဘာလို့ညာလို့ဆိုရင်ဒီနေရာလေးရှိတယ်ဘလို့ကြီးလို့ရလဲဆိုတော့ဒီကောင်ကိုဆက်လက်မှတ်လိုက်ဒီကောင်ကိုဖိပြီးတော့ဆွဲလိုက်ဒါမှမဟုတ်လေ၃ချက်နှိပ်လိုက်ပေါ့နော်နှစ်ချက်၃ချက်လောက်တောက်လိုက်အဲ့ဒါပြီးတော့အပေါင်းလေးကိုနှိပ်လိုက်ဆက်နှိပ်ကြည့်ပါအောင်ဘယ်လောက်ထိကြီးလို့ရလဲနော်ဟုတ်ပြီတစ်ခါကြီးကျင်လာရင်အပေါင်းနှိပ်ရတာလှုပ်ရှုပ်တယ်ဟုတ်တယ်မလားအဲ့တော့အလေကကနန်းလေးနဲ့ကျွန်တော်တို့ကစကားလို့ကစားလုပ်လို့ရတယ်အဲ့တော့အလေကကနန်းတစ်ခုထားကြည့်လိုက်36ဖြစ်ဖြစ်42ဖြစ်ဖြစ်ပိုကြိုက်တဲ့ကနန်းအဲ့မှာ तू ရွေးထားတဲ့ကနန်းတွေရှိတယ်ဟောအဲ့လိုဆိုကြည့်တိုင်းဒါမှမဟုတ်100ကျော်သူ့ပြန်နှိပ်ကြည့်ပါအောင်သူက100ကျော်ပါလားမပါဘူးသေးလား96 96ကအများဆုံးဒါပေမဲ့ကျွန်တော်တို့က196ကသေးလွန်းတယ်ကျွန်တော်တို့ကဒီမှာဆိုညီမဆက်လက်မလုပ်လိုက်လို့သူကအကြီးအနေနဲ့ဒီချိန်မှာရိုက်ကြည့်လိုက်စာရိုက်ကြည့်လိုက်စာတစ်လုံးရိုက်ကြည့်လိုက်အဲ့ဆိုဒီရှေ့ဟာအသေးနဲ့ပေါ်ပြီးတော့ဒီနောက်ကဟာကျတော့96နဲ့ပေါ်သွားတာအဲ့လိုမျိုးဖြစ်တယ်ဒီနေရာလေးမှာခွဲတာအဲ့တော့နှစ်ခုလုံးကိုညီခြင်းနှစ်ခုလုံးကိုအကုန်လုံးမှတ်ဆွဲပြီးတော့ဆက်လက်မှတ်လိုက်မှတ်ပြီးတော့ဒီကဏ္ဍလေးကိုနှိပ်လိုက်ဟုတ်တယ်ကျွန်တော်တို့ကဒီခေါက်မရွေးတော့စာနဲ့ရိုက်မယ်106ဖြစ်ဖြစ်တခုရိုက်လိုက်108ဖြစ်ဖြစ်enter နှိပ်လိုက်အောင်နှိပ်လိုက်ရတာဟောပြန်လုပ်ကြည့်ပါဦးအောက်ကျသွား select မှတ်ပြီးတော့ပြီးတော့အဲ့ blank ဖြစ်နေရမှာ106ဆိုရိုက်ကြည့်ပြီးတော့ enter နှိပ်လိုက်ဒီမှာဆိုအကုန်လုံးကတပြိုင်နက်ကြီးပဲ106ပုံစံဖြစ်သွားပြီရပြီနော်ဒီကဘာကိုခေါ်လဲဆိုရင်ကျွန်တော်တို့ font size လို့ခေါ်တယ် FONT SIZE font ဆိုတာဒီစကားလုံးဒီစကားလုံးဆို font ဆိုတာဘာလဲဆိုတော့ပြီးတိုင်းထပ်ပြောပေးမယ်အခုကျမ်းပြတော့ဒီစကားလုံးတွေလိုပဲမှတ်လိုက်ပေါ့နော်အဲ့တော့ font ကို size တွေကြီးကျင်တာကြီးကျင်တဲ့ချိန်ကျရင်ဒီနေရာလေးကသုံးဝင်တယ်ဟုတ်ပြီနောက်တစ်ခုအဲ့ရဲ့ဘေးကဟာ B ဆိုတဲ့ဟာလေးကိုနှိပ်ကြည့်ပါလားဘာဖြစ်သွား ဟိုမင်းရဲ့တော့ ပို့ပြီးမဲတာထူသွားတာပေါ့ထူသွားတာအဲ့ဒီလိုမျိုးဟာကိုကျွန်တော်တို့ကဘိုးလို့ခေါ်တယ်ဟုတ်ပြီနော်ဘိုးလုပ်တယ်လို့ခေါ်တယ်ဘာလို့ဆိုတချို့တစ်ခါလေကျဟိုဘက် resume ဘက်ကိုတွားကြည့်လိုက်တစ်ချက်လောက် resume ဘက်ကိုတွားကြည့်လိုက်ဟုတ်တယ်တစ်ချက်နှိပ်ကြည့်လိုက်အဲ့မှာတချို့နေရာတွေဒီမှာဆို company ဆိုတဲ့စကားလုံးလေးကိုတစ်ချက်ထောက်ကြည့်လိုက်အဲ့မှာဆိုတွေ့လားဘိုးလောက်ထားတွေ့လားဟုတ်အဲ့တော့ तू ကဒီစကားလုံးလေးကိုဆွဲပြီးတော့ तू ကဘိုးလောက်ထားတာပေါ့နော်အဲ့လိုမျိုးတွေလုပ်လို့ရတယ်ပြီးတော့ဒီနားမှာဆိုရင် example@gmail.com ဆိုပြီးတော့ no reply example@gmail.com ဆိုတော့ပေါ်နန်းလေးနားမှာဆိုလည်း तू ကဘိုးလောက်ထားညာဘက်တောင်နန်းလေးမှာဟုတ်တယ်နော်အဲ့ကောင်လေးကို select မှတ်ပြီးတော့ဘိုးကိုဖြောက်တစ်ချက်ပြန်နှိပ်ကြည့်ပါမယ်ဟုတ်တယ်အဲ့ကောင်လေးကို okay ပြီးတော့ဘိုးကိုတစ်ချက်ပြန်နှိပ်ကြည့်လိုက်အဲ့တော့ဒါရိုးရိုးတာမန်လို့ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒါမပြောခင်ဒီမှာကြည့်နေနော်ဒီမှာကြည့်နေကျွန်တော်ပြောချင်တာကဒီနေရာလေးမှတ်ထား open ပါဆိုတာမသိ तू က open ဆိုပြီးပါတယ်ဟုတ်တယ်မလားဟုတ်
ဟုတ်ပြီနော်ကျွန်တော်ဟိုဘက်ပြန်သွားရအောင်ဒီဘက်လေးပြန်သွားရအောင်ကျွန်တော်တို့ဒီမှာじゃ area တဲ့ ဟုတ် အဲ့တော့ဒီဟာလေးကဘာကွာတယ်ထင်တော့ပေါ့ကိုစမ်းကြည့်ပါလားအဲ့ကောင်လေးနှိပ်ပြီးတော့ ဟုတ်နေ အဲ့မှာရွေးချယ်စရာတွေပေါ်လာလိမ့်မယ် အော်ဆာလုံးပုံစံ စကလုံးပုံစံတွေနော်စကလုံးပုံစံတွေကိုမျိုးစုံရွေးလို့ရတယ်ပြီးတော့အဲ့မှာ add more font တစ်ခုပြောင်းကြည့်ပါဦးကြိုက်တဲ့တစ်ခုလောက်ပြောင်းကြည့်ပါဦးဒါဆိုကြည့်လို့လာသွားတယ်တဲ့စကလုံးလေးကအဲ့တော့ကိုလိုချင်တဲ့ font အတိုင်းကိုကိုကဟိုပြောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးအဲ့ဒီဟာလေးကိုပဲပြန်နှိပ်ကြည့်ပါဦးအဲ့ဒီနေရာလေးကိုပဲနှိပ်ပြီးတော့ more font ဆိုတဲ့ဟာလေးကိုနှိပ်ကြည့်လိုက် မော ပေါ်ဆုံးပါ ဟုတ် yes အဲ့ကောင်လေးအဲ့တော့သူရွေးချယ်စရာတဲကနေမရှိဘူးဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ထပ်ထည့်လို့ရတယ်အဲ့တော့ဒီထဲမှာကိုလိုချင်တဲ့ဟာကိုလှမယ်ထင်တဲ့ဟာဒီနေ့သုံးမဲ့ဖောင်လေးကိုတစ်ခုရွေးပြီးတော့အောက်ဆုံးထိဆွဲကြိုက်တဲ့နေရာထိဆွဲပြီးတော့လိုက်ရှာကြည့်ပါဦး อืมอืม ကိုကြိုက်တဲ့တစ်ခုရွေးလိုက် ဟုတ်อืมอืม ထည့်ပြီးတော့ ဒါ တန်းနေလိုက်အဲ့တော့သူကညီမရွေးထားတဲ့ဖောင်လေးကဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကဘိုးကိုပြန်ပြီး unbold လုပ်လိုက်အဲ့ပြန်ပြီးတော့ဘိုးကိုပြန်နှိပ်လိုက်ဒါဆိုတာမန်ကဒီလိုမျိုးဟုတ်ပြီတခါလေကျကျွန်တော်ကစာရေးရဲ့အချိန်ကျရင်ဘိုးလည်းမလုပ်ချင်ဘိုးလုပ်လိုက်ရင်ကျထူသွားတော့သူများမျက်လုံးနဲ့ကြည့်မကောင်းတော့ဒါပေမဲ့ဆောင်းလေးဖြစ်ချင်တယ်အဲ့မှာဘေးနားမှာဆောင်းလေးဖြစ်နေတာတွေ့လားအာရင်လေးကလေအဲ့ကောင်လေးကိုနှိပ်ကြည့်လိုက်ဟောဒါဆိုဆောင်းတာတွေ့လားနည်းနည်းလေးဆောင်းတာဆောင်းတော့ဟိုဘက် resume ကိုပြန်ကြည့်လိုက် resume ဘက်ကိုပြန်ကြည့်ဘယ်နေရာမှာအဲ့လိုဆောင်းတာတုံးတာ อืมဒီကြောက်တိုင်းမှာ နှိပ်ကြည့်လိုက်ဟုတ်လားမဟုတ်လားသိချင်နှိပ်ကြည့်လိုက်တွေ့တာပြောတာမှန်တယ်နော်အာဆိုတဲ့ဟာတွေတွေ့ရအဲ့လိုမျိုးကျွန်တော်တို့ကနောက်နေ့ကျရင်ကျွန်တော်တို့ဒီ resume တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာသင်ပေးမယ်ဒီနေ့ကတော့ဒီပေါ်ကဟာတွေကိုလိုက်ပြီးရှင်းပြပေးမယ်ဒီပေါ်ကသူ့ရဲ့ပါဝင်တဲ့ပစ္စည်းတွေပေါ့နော်ဒီဟာတွေကသူ့ရဲ့ပါဝင်တဲ့ဒီ Google Doc ကနေပြီးကျွန်တော်တို့ပေးထားတဲ့သုံးလို့ရတဲ့စကားဟွာလေးတွေပေါ့နော်ဟုတ်ပြီအဲ့တော့ဘုတ်ပြန်သွားလို့ရတယ်ပြီးတော့တစ်ခါလေကျတော့ကျွန်တော်တို့ကရပြီ idyllic ကိုအဲ့ဒါကို idyllic လို့ခေါ်တယ်နော် idyllic ဆိုတာဆောင်းတာလို့ခေါ်တာ Italian နေရေးတဲ့ပုံစံမျိုးလို့ထင်တာပဲအဲ့တော့ idyllic လို့ပြောအဲ့ Italy ကနေစမယ်လို့ထင်တာပဲအဲ့ဒါပေမဲ့သူ့ရဲ့ခေါ်ဝါတော့ I E A L I C S idyllic အဲ့လိုမျိုးလို့ခေါ်တယ်ဘာလို့ကျွန်တော်ကဒီစကားလုံးတွေကိုအဓိကပြောနေလဲဆိုတော့ဒီလိုမျိုး software တွေကတစ်ခုတည်းရှိရမဟုတ်ဘူးเนาะဒီလိုမျိုး software တွေကိုကျွန်တော်တို့ word processing software လို့ခေါ်တယ် word processing software ဆိုစကားလုံးတွေကိုစာရွက်ပေါ်မှာရေးတဲ့ software ဥပမာပြောရမယ်ဆိုရင် Microsoft Word ကြားဘူးတယ်မလား Microsoft Word ဆိုတာလေဒီလိုမျိုး word processing software လေပြီးတော့နောက်လည်းတခြား LibreOffice တို့ပြီးတော့ WPS Office တို့အဲ့လိုမျိုးစုံတွေရှိသေးတယ်ဒါပေမဲ့အကုန်လုံးရဲ့ theory အကုန်လုံးရဲ့အခြေခံဒီလိုသူတို့ရဲ့ဘိုးလောက်တာပါမယ် idyllic လောက်တာပါမယ်စလုံးတွေfont ကြီးတာပါမယ်သေးတာပါမယ်ဒါမှမဟုတ်ဒီ font တွေကိုရွေးတဲ့ဟာပါမယ်စသဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးလေးပါတယ်အဲ့တော့ဒီ terms တွေဆိုတာစကားလုံးလေးတွေပေါ့နော်ဒီ idyllic တို့ bold တို့ပြီးရင်နောက်တဲ့ idyllic ရဲ့ပြီးရင် idyllic ကိုဖြုတ်ပြီးဘေးကဟာနဲ့နှိပ်ကြည့်လိုက် use ဆိုတာဘာလုပ်မယ်ထင်ဘာလုပ်တဲ့ဟာဖြစ်မယ်ထင်တော့လို့စဉ်းစားကြည့်လိုက် ဟုတ်အဲ့ဒါ underline underline မှန်တာပေါ့နေမကောင်းနေရမှာဟုတ်ရဲ့လားဒီနေ့မှာထူးထူးခြားခြားဖြေမှန်းနေအဲ့တော့ तू ကညီမကအခုဆိုကြည့်လိုက်နော်
ဒီမှာဆိုရင်ဘိုးတော့မလောက်ထားဘူး italic လောက်ထားတယ် underline လောက်ထားတယ်နှစ်ခုရွေးလိုက်တဲ့အတွက်သူကစောင်းလဲစောင်းတယ်မြင်းလဲသားတယ်အဲ့တော့ဒီအချိန်မှာဘိုးကိုထပ်နှိပ်ကြည့်လိုက်ပါလားဒီမှာကျတော့သူကထူလဲထူသွားတယ်စောင်းလဲစောင်းသွားတယ်မြင်းလဲသားသွားတယ်ဟုတ်ပြီနော်ဒါကသူ့ရဲ့ဘယ်လိုပြောရမလဲadd on ဖြစ်သွားတာပေါ့နော်တစ်ခုနဲ့တစ်ခုနဲ့ဟိုခလုတ်ဖွင့်ပိတ်လိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကထက်လိုက်လေးဖြစ်သွားတာဟုတ်ပြီနော် ဟုတ် အဲ့တော့နောက်တစ်ခုဒီသုံးခုလုံးပိတ်လိုက်တော့ဒီခလုတ်လေးသုံးခုလုံးပြန်နှိပ်ပြီးတော့ပိတ်လိုက်တော့ရိုးရိုးတာမန်လေးပဲကျွန်တော်တို့သွားမယ်ပြီးတော့ဒီနန်းလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ back space နေတစ်ချက်နှိပ်လိုက်နောက်သွားတယ်ဖြတ်တဲ့ဟာတို့โอเคပြီးတော့ B လေးကိုဖြတ်လိုက်โอเคရပြီအဲ့တော့နောက်တစ်ခုကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကတခါတည်းကျတော့ကျွန်တော်တို့ test တွေကိုအယောင်ပြောင်းနေတာဟုတ်တယ်မလားအယောင်ဒီမှာဆိုရင်အခုဆိုအနက်ရောင်ကြီးနေဆိုတိတ်မလာတာတို့ဒါမို့လဲအယောင်တွေကလူတွေကိုအတိတ်ပဲတွေပေးစီရနိအပြာရောင်ဆိုပို့ပြီးတော့ reliable ဖြစ်တာတို့ယုံကြည်ရတာတို့အဲ့တော့ကျွန်တော်တို့ဒီစကလုံးလေးကိုအယောင်ပြောင်းကြည့်ရဒီကောင်လေးကိုဆက်လက်မှတ်လိုက်မှတ်ပြီးတော့အဲ့ underline ရဲ့ဘေးကတစ်ခုလေးကိုတစ်ချက်နှိပ်ကြည့်လိုက်အဲ့မှာဒီ test color လေးတွေ့ရမလားသူပြောတဲ့အချိန်မှာ test color ဆိုတော့ကျွန်တော်တို့ကအယောင်တွေကိုရွေးလို့ရတယ်ဒီထဲကကြိုက်တဲ့တစ်ယောင်ရွေးကြည့်ဒါဆိုနီအောင်တောက်နေရတယ်နီတောက်နေရတယ်โอเคပန်းရောင်လေးလာလို့ပန်းရောင်လေးကဒါဆိုကြခဏလေးနော်ဒီမှာတင်ပေးစရာတစ်ခုရှိခဏလေးတစ်ချက်နှိပ်လိုက်ဒီနားလေးကိုတစ်ချက်နှိပ်လိုက်အဲ့တော့ဒီမှာဆိုမမြင်ရတော့တွေ့လားမမြင်ရတော့ဆိုကျွန်တော်တို့ဒါနောက်ပိုင်းကျတင်ပေးအောင်ပါနော်နောက်ပိုင်းကျ design ဘယ်လိုဆွဲရလဲတင်ပေးအောင်ပါဒါပေမဲ့အခုအခြေအနေကဒီက example ပြောလို့ကောင်းတယ်ဒီလိုမျိုးမမြင်ရတဲ့ဟာကိုကျွန်တော်တို့ contrast လို့ခေါ်တယ် CON contrast မကောင်းတာပေါ့နော် STRS CONTR DIST contrast မကောင်းတယ်ဆိုတာရှေ့ရဲ့အနောက်ခံကလည်းအဖြူရှေ့ကအကောင်ကလည်းရှေ့ကအရောင်လေးကလည်းအဖြူဆိုတော့အဖြူနဲ့နည်းနည်းကတ်တယ်ကတ်တော့ကျွန်တော်တို့စာတွေကကောင်းကောင်းမမြင်ရတော့အဲ့တော့အဲ့လိုမျိုးဟာကိုကျွန်တော်တို့ contrast လို့ခေါ်တယ်အဲ့တော့အဲ့လိုမျိုးမဖြစ်ရအောင်ဒီ website တစ်ခုလေးနဲ့မိတ်ဆက်ပေးမယ် game ပေါင်း900မဟုတ်နော် website ပေါင်း900ဖြစ်သွားတယ်အဲ့တော့ new tab လေးကိုသွား new tab လေးခေါ်လိုက်အပေါင်းလေးနဲ့ new tab ဆိုတာအပေါင်းလေးနဲ့ခေါ်တာ new tab လို့ခေါ်တယ်哇အပေါင်းလေးနှိပ်လိုက်ဘာတွေလုပ်နေရတော့ဟဲ့မတွေ့ရပွဲနေတော့ပွဲနေဖိပြီးဆွဲလိုက်အာဒါမှမဟုတ်ရင် control T yeah okay that's good ပြီးတော့ COOLERS okay အဲ့ဒါရှာလိုက် COLORS မဟုတ် sorry နော်ဆွဲကြည့်လိုက်COOLORS ဆိုတာရှာကြည့်လိုက် E မဟုတ်ကိုဖြစ်အောင်okay ရှာကြည့်ရအပေါ်ဆုံးသားမှန်တယ်အဲ့ကောင်နှိမ့်လိုက်ပြီးတော့ start the generator okay let's go အဲ့မှာတော့ခဏလေး ready to see how easy and fun to create a palette of colors အဲ့တော့သူကနေပြီးတော့ရောင်ဘယ်လိုပြောရလဲရောင်လေးလိုက်ဖက်တဲ့အရောင်လေးတွေကိုပေးလိုက်မယ်အဲ့နော် let's go နှိပ်လိုက်
ပြီးတော့ space bar ဆိုရင် space bar တစ်ချက်နှိပ်လိုက်ရင်သူက random တစ်ချက်ပေါ်လာမှာဟုတ်ပြီနော်အဲ့တော့အများလေးနဲ့ဒီမြားလေးကိုတစ်ချက်ချင်းဒီဖတ်ပြန်ကျွန်တော်ရှင်းပြသွားနိုင်မယ်ပြီးတော့သူကတစ်ခုကိုကြိုက်တယ်ဆိုရင် lock လုပ်ထားလို့ရတယ်တဲ့အဲ့ဒါဆိုဒီရောင်လေးတော့ကြိုက်တယ်ဒီရောင်လေးကိုရွေးထားလိုက် lock ဖြစ်သွားရင်သူနဲ့လိုက်တဲ့တခြားရောင်လေးတွေကပေါ်လာမယ်ဆက်သွားအဲ့တော့ပြီးတော့ကိုကြိုက်တဲ့ဟာကိုဆက်ပြီးတော့ lock လုပ်ထားလို့ရတယ်အဲ့ဆိုပြီးရင်ဘယ်လိုမျိုးကိုယ့်ရဲ့အရောင်လေးတွေကထွက်လာလဲဆိုတော့ဒီလောက်နဲ့တင်လုံလောက်ပြီဆိုတော့ကျွန်တော်တို့အမားချင်းနှိပ်လိုက်တော့မယ်မသိချင်တော့ကျွန်တော်တို့လိုချင်တာအရောင်လောက်အရောင်ယူဖို့လောက်ပဲသိချင်တာဟုတ်ပြီနော်အဲ့တော့ space bar တစ်ချက်နှိပ်ကြည့်အဲ့တော့အရောင်ပြောင်းသွားပြီအဲ့တော့အခုကစိတ်မကြည်ဘူးနေဘူးဆိုတော့စိတ်နည်းနည်းလေးကျနေဆိုတော့အရောင်လေးရှောက်ကြည့်လိုက်အရောင်လေးကြည့်လိုက်ကိုကြိုက်တဲ့အရောင်လေးတွေ့ရင်မှတ်ထားအရောင်ကိုကြိုက်တဲ့အရောင်အသွဲလေးတွေ့ရင်ရပြီဒါကြိုက် အဲ့ဒါကြိုက်တယ်လားအဲ့ဒါကြိုက်ရင်ကျွန်တော်ခုနပြောတယ်လေ lock လုပ်ထားလို့ရတယ် lock လုပ်ထားလိုက်9ရောင်ပြည့်အောင်ရွေးရမှာနော်9ရောင်ပြည့်ရင်ကျွန်တော်တို့ဟိုဘက်ကိုပြန်ပြီးဆက်သွားမယ်အဲ့တော့ space bar တစ်ချက်နှိပ်လိုက်သူကဒီအရောင်နဲ့လိုက်တဲ့အရောင်တွေပဲပြသွားမှာအဲ့တော့ဟိုက lock လုပ်တာများလေပြီဟိုတဲ့အရောင်လေးတွေကနည်းနည်းပဲကျန်နေပြီအဲ့လိုမျိုးပေါ့ okay ရပြီနောက်ဆုံးတစ်យ៉ាងပဲကျန်တော့တယ် space နှိပ်ကြည့်လိုက် okay ရပြီအဲ့တော့ဒီအောက်မှာပါတဲ့ကဏ္ဍလေးတွေကဘာလေးတွေဆိုတော့ကျွန်တော်ပြောပြပေးမယ်အဲ့တော့ခုနနာမည်ကိုဘယ်ရောင်ထားခြင်းတော့ ash gray ash gray okay အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ဒီနေရာလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ဒီအောင်လေးကို copy ယူ အရာဘယ်ဟာဒါကို ဟုတ်တယ်ဒီကောင်တန်းလိုက်ကြီးကို copy ယူ ဒီ number copy ဘယ်လိုရ copy ဘယ်လိုရ control C ရလား this like မထားပြတာ okay ရရင်နော် control C လုပ်ပြီးရင်ဒီဘက်ကိုပြန်သွားမယ်အဲ့တော့ကျွန်တော်တို့ကဒီစာကြောင်းလေးကိုပြောင်းမှာဟုတ်တယ်မလားဒီ Maria ဆိုတဲ့နာမည်လေးကိုအရောင်ပြောင်းမှာဆိုဒီကောင်လေးကို select မှတ်လိုက် okay ခုနအရောင်ပြောင်းတဲ့နေရာမှတ်မိလား ပြောင်းရနေဒါ မဟုတ်အဲ့ဟာကိုပြောင်းမို့နိစာအုပ်ထဲဒီ Google Doc ထဲမှာကျွန်တော်ဒီဟာကြီးကိုဘယ်လိုအရောင်ပြောင်းခဲ့လိုက်တာ ash gray ဒီနေရာလေးနဲ့ပြောင်းလိုက်တာဟုတ်တယ်မလား ဒါဟုတ်တယ် ဟုတ်တယ်နော် okay အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်အဲ့တော့ဒီထဲမှာပါလားဆိုတာညီမလိုချင်တဲ့အရာအတိအကျမဖြစ်ဘူးတွေ့လားဖြစ်မနေဘူးအဲ့တော့ကျွန်တော်တို့ကအပေါင်းလေးတွေ့လားအဲ့အပေါင်းလေးကိုနှိပ်လိုက်ပြီးတော့ဒီနေရာလေးမှာခုနဟာလေးကိုထည့်လိုက် control V နဲ့
ပြီးတော့ okay နှိပ်လိုက်ကြည့်လိုက်တော့ရောင်တူလားလို့ တူတယ် တူတယ်နော် နော် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့လုံးမယ်ဟာနောက်ထပ်စာကိုနောက်ထပ်5ချောင်း5ချောင်းပြည့်အောင်ပေါ့နော်နောက်ထပ်4ချောင်းလောက်ထပ်ရိုက်ပြီဒါပေမဲ့ font size မတူသေးနဲ့ဒီ size ကို66ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီအပေါ်က size ကြီးကိုနည်းနည်း short လိုက်40ကျော်50ဒါမှမဟုတ်လေ90ကျော်လောက်ပဲထားလိုက်ပြီးတော့အောက်မှာစာနောက်ထပ်4ချောင်းထပ်ပြီးရေးပြီ ဒီတိုင်းနာမည်တွေရေးလိုက်ရ ဒီတိုင်းရွေးလိုက်ရင်ရတယ် နာမည်တွေရေးလိုက်ရ နာမည်မရအောင်တခြားအရေးလေတခြား I am a barista ဒါမှမဟုတ်လေ I want to be something something ဒါမှမဟုတ်လေတခြားအရေးနာမည်ကြီးပဲမရေးနဲ့ Maria အပေါ်ဆုံးပါအဲ့တော့ပြီးတော့ဒါမှမဟုတ်လေငယ်တော့လို့လေဘာဖြစ်ချင်လဲတော့ I want to be ဆိုရ Okay မှန်တယ်အဲ့တော့ဒီမှာ font size ကြီးကြီးနေတယ်ကျွန်တော်ဒီ size 60ဆိုတော့မလိုချင်ဘူးအဲ့တော့ ဟုတ် မှန်တယ်17မလုံးနဲ့အောင်အနည်းဆုံးတဖြည်းဖြည်းချင်း short ပါမယ်ကျွန်တော်တို့ကခုနဟာ60လောက်ထားရင်ခုဟာ36လောက်ဖြစ်ဖြစ်လုပ်ကြည့်တဖြည်းဖြည်းချင်း short ပါပြီးတော့အယောင်ကိုနောက်တစ်မျိုးခုနထက်ကအယောင်တစ်မျိုးပြန်ရွေးလိုက်ခုနလုပ်သလိုမျိုးပဲဒီဘက် website ထဲကနေပြီးတော့ကျွန်တော်တို့အယောင်လေးယူမယ်ဒီအယောင်မဟုတ်တော့ဘဲနဲ့တခြားအယောင်လိုမျိုးပြီးတော့နောက်တစ်ချောင်းနောက်ထပ်3ချောင်းကျန်နေတယ်ဒီကကြဘယ်ကိုခီးသွားခြင်းလဲခီးသွားခြင်းတဲ့နေရာလေးရေးကြည့် ဟုတ်အဲ့ဒါအဲ့ဒါကို ရတယ်နော်ပြီးတော့နောက်တစ်ချောင်းနောက်တဲ့အယောင်တစ်မျိုးနဲ့ font size ပြောင်းပါ font size ကိုနောက်ထပ်တစ်ဆင့်ဖြစ်ဖြစ် short လိုက်ပေါ့24ဖြစ်ဖြစ်လည်းရတယ် ဟုတ်နောက်တစ်ချောင်း နောက်လည်း2ချောင်းကျန်နေ2ချောင်းကျန်နေကျွန်တော်တော့မှာချကြိုက်တယ်နော်ဟေးဟေး မချမ်းကြိုက်ဘူး မကြမ်းကြိုက်ဘူးလား ဟုတ်
မြက်ကြိတ်ထားရတယ် ဒီချိန်ထားအဲ့ဒါကြောင့်မျက်နှာမကောင်းတာနေပါဆိုင်ရှင်ကိုကျွန်တော်လန့်တိုင်လိုက်တယ် စစ်စစ်ဆောโอเคနောက်ဆုံးတစ်ကြောင်း โอเค ခဏလေးနော်ခဏလေးကျွန်တော်ဒီမှာ tip တစ်ခုတင်ပေးမယ်ဒီနေရာကိုတစ်ချက်ထောက်လိုက်ပြန်ထောက်လိုက်အဲ့ push dot အနောက်ကျွန်တော်တို့မှတ်ချင်တဲ့ဟာတွေအကုန်လုံးနောက်ဆုံးကိုသွားလိုက်အဲ့တော့အဲ့အချိန်မှာ shift ကိုဖိထားလိုက် shift ကိုဖိပြီးတော့ဒီအရှိဆုံးကိုသွားလိုက်အရှိဆုံးကိုတစ်ချက်နှိပ်လိုက်အဲ့တော့တစ်ခုလုံးမှတ်ပြီးလိုက်အဲ့တော့ပြန်သွားမယ်နော်နောက်ဆုံးတစ်ချက်ကိုနောက်ဆုံးကိုပြန်တစ်ချက်နှိပ်ဒီခေါက်ကျကျွန်တော်တို့ဒီနန်းလေးထိ R ရှိတယ် shift ကိုဖိပြီးတော့နှိပ်လိုက် ဘယ်ထိ ကြိုက်တဲ့ကြားတဲ့ဝင်ပြီးတော့ shift ကိုဖိပြီးတော့နှိပ်လိုက်သိလားအဲ့ဆိုကိုရောက်တဲ့နေရာညီမဟိုဆွဲလိုမျိုးလေလိုက်ပြီးဝေးဆွဲရမလို့တော့အဲ့တော့ကိုစမဲ့နေရာနဲ့ကိုဆုံးမဲ့နေရာတည်ရင် shift လေးကိုဖိပြီးတော့ကျွန်တော်တို့ပြောင်းလို့ရတယ်ဟုတ်ပြီအဲ့ဒါပြောချင်တာပါအဲ့တော့အဲ့ tips တွေမှတ်ထားလိုက်အဲ့ဒါသုံးဝင်တယ် ဟုတ် ဆက်လက်လုပ်တဲ့နေရာမှာသုံးဝင်တယ်အဲ့တော့နောက်ဆုံးတစ်ကြောင်းလေးကိုပြင်လိုက်တော့ ဟုတ်ဆုံးဆိုင်ပြောင်း โอเค ဟုတ် ရ ဒီ တယ်ရရအသေးဆုံးဖြစ်တာအဲ့ဆိုကျွန်တော်တို့ဒီနေ့တင်တဲ့ဟာ practice လုပ်ပြီးသားလည်းဖြစ်ပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလို့မလဲဆိုတော့ဒီဟာလေးအကြောင်းတင်ပေးမယ်ဟုတ်ပြီနော်အဲ့ဒါတော့ကျွန်တော်ကို new tab လေးခေါ်လိုက် control T နှိပ်လိုက် control နဲ့ T နဲ့ပေါင်းနှိပ်လိုက်အဲ့ဆိုပေါ်သွားကြရမလို့တော့တွေ့တာဒါလေးတွေကဘာလို့ခေါ်လဲဆို shortcut လေးလို့ခေါ်တယ်အဲ့တော့တိဖို့တော့မှတ်ဖို့တော့မလိုဘူးဒါပေမဲ့တိရင်တော့ပိုကောင်းတာပေါ့ကိုယ့်ရဲ့လုပ်တဲ့အလုပ်တွေမှာဆိုရင်လောက်ကမြန်သွားရင် mouse ကြီးရွှေ့နေရတာလှုပ်ရှုပ်တယ်နိအဲ့တော့ LOREM ဆိုပြီးရှာလိုက် ဟို REL REM M M okay enter နေလိုက်အဲ့တော့အောက်လေးနည်းနည်းဆွဲလိုက်သူက AI နဲ့ရှင်းပြတယ်ကျွန်တော်ရှင်းပြတာမလို့ချင်သေးဘူးခဏလေးအဲ့တော့အဲ့ပထမဆုံးမြင်တဲ့ဟာကိုနှိပ်လိုက်ရပြီအဲ့တော့အောက်လေးနည်းနည်းဆွဲလိုက်အဲ့ခုနတင်ထားတယ်လို့ပဲကျွန်တော်တို့ဒီစာပိုင်လေးကိုကူးမယ်ဒီကနေဒီမှာတစ်ချက်ထောက်လိုက်ပြီးတော့ဒီမှာတစ်ချက်ထောက်လိုက်ပြီးတော့ control C ဒီမှာတစ်ချက်ထောက်လိုက်ပြီးတော့ shift တစ်ချက်ထောက်ပြီးတော့ဒီဘက်ကို shift ဖိပြီးတော့ဒီမှာတစ်ချက်ထောက်လိုက်ပြီးတော့ control C ယူပြီးတော့ရင်ဒီဘက်ကိုပြန်သွားမယ်ပြီးတော့အောက်ဆုံးနားလေးမှာကျွန်တော်တို့ control V နှိပ်လိုက်ပေါ့နော်
ဒီတိုင်းနေတိုင်းရ ဒီနားနေတာပေါ့အဲ့နားလေးကိုတစ်ချက်နှိပ်လိုက်ရတယ် ဟုတ် control V လားအခု ဟုတ်တယ် control V I love coffee ရဲ့နောက်ကိုတော့ အော် ဟောရတယ် ဟုတ် ပြီးရတယ် အဲ့ရ ဘာမှမဖြစ်ရတယ်အဲ့ဒီနားလေးမှာ matcha ရဲ့နောက်မှာ question mark နောက်လေးမှာ enter လေးတစ်ချက်တော့နှိပ်လိုက် question mark နောက်မှာ enter လေးတစ်ချက်နှိပ်လိုက် ဟုတ်ရမှန်ရ အေး sorry ငါပြန်ဖြတ်ပေးမယ်မြင်စရာမလိုတစ်ချက်နှိပ်လိုက်ရင်ယုံကြည်လိုက်ကိုယ့်ကိုယုံကြည်လိုက်တစ်ချက်နှိပ်ပြီးတော့ enter နှိပ်လိုက် okay ဒီမှာတင်ပေးချင်တာအဲ့တော့အဲ့ကောင်တွေကိုအကုန်ဆက်လက်ပြန်မှတ်မယ်အဲ့တော့ကျွန်တော်ပြောလို့မျိုးအစနေရာကိုတစ်ချက်နှိပ်ပြီးတော့စနေရာကိုတစ်ချက်နှိပ်ပြီးတော့ဟိုဟာအဆုံးနေရာကို shift ဖိပြီးတော့နှိပ်လိုက်မယ် okay ပြီးတော့ဘာမှမလုပ်သေးနဲ့ဟုတ်နော်ပြီးတော့ဒီနေရာလေးကိုသွားမယ်အဲ့ဒါလေးတစ်ချက်နှိပ်ကြည့်လိုက်ဘာလို့ပြောတာ line နဲ့နော်အဲ့တော့အဲ့လေးမျိုးရှိတယ်ခုကတော့ဒီပထမတစ်မျိုးကိုရွေးထားတာဒါသူက default ပေါ့နော်မူလပါနေတဲ့ပုံစံကဒီဘယ်ချမ်းကိုကတ်နေတာဒါပေမဲ့အခုကြည့်လိုက်မယ်ဆိုစာလေးကဘယ်ချမ်းနေမှာညီးနေရတယ်မလားဒါသူ့ရဲ့မူလပါနေတဲ့ပုံစံနေဟုတ်ပြီနော်အဲ့တခြားဟာတွေလိုက်စမ်းကြည့်ပါသူကဘာတွေလောက်တာလဲလို့ပြီးရင်ကျွန်တော်ပြောပြအပိုင်ကိုကိုလိုချင်တယ်လို့မြင်အောင်လို့ဒီလေ ဟုတ်ပြီနောက်ဆုံးတစ်ခုအောင်နောက်ဆုံးတစ်ခုကဘာထူးခြားရလဲနော် အကုန်ကြီးနဲ့ရှေ့ရော ညီးနေဟုတ်တယ်မလားဘယ်ရောညာရောညီးနေ ဟုတ် အဲ့ဒါ justify လုပ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုတချို့စာတွေမှာじゃကျွန်တော်တို့ညီလေးထွက်ချင်ကြတော့အဲ့လိုမျိုးသုံးတယ်တချို့စာအုပ်တွေကြတော့ဘယ်ဘက်ကတ်ချင်လဲချိန်ကြရင်ဘယ်ဘက်ကတ်တယ်ရတော့တယ်ဒါတော့ကိုသုံးမဲ့အခြေအနေပေါ်မူတည်ပြီးတော့ကိုဘာလူကိုနည်းနည်းလေးစဉ်းစားရမှာပေါ့နော်ဟုတ်ပြီလားအဲ့တော့ဒီကောင်လေးကိုဒီဟောက်ကြဒီကောင်မလုပ်တော့ do you like matcha ကိုအဲ့လိုမျိုးစမ်းကြည့်အောင်ဘာတွေပြောင်းသွားလဲလို့သိချင်တော့ ဟုတ်စတမိုင်း ခဏမှတ်မယ် လေရောက်သွားတယ် အလေရောက်သွားတယ်အဲသူညာဘက်ကတ်သွားတယ်နောက်ကြတော့လေဘယ်လိုဘယ်ဘက်နဲ့တူသွားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာခဏလေးရက်ထားမယ်ဘာလို့ဆိုတော့နားချိန်ပေးခြင်းလို့ပေါ့ဗျာနားချိန်ပေးခြင်းလို့အဲ့တော့